မင်းတို့အလက်လာမယ်ငါအောက်မဝင်ငါရန်သူပဲဆိုတဲ့ NUG ရဲ့ဂိုင်းစတာဆန်ဆန်လူမိုက်ဆန်ဆန်မိုက်ကြီးခွဲ policy နဲ့အဲ့ဒီအရေးချင်းကိုပေါ်တင်ပြလိုက်တာဖြစ်တယ်ဒါအပြင် NUG ရဲ့ BNR တွေပေါ်ကိုလှုပ်လိုက်တဲ့လှုပ်ရက်ကတိုင်းသားတွေအားလုံးကိုလည်းသတင်းစကားပေးလိုက်ခြင်းဖြစ်တယ်အားလုံးပဲမင်္ဂလာပါຫນွေဦးတော်လိုင်းရေးသတင်းအပါအဝင်နိုင်ငံရေးစစ်ရေးသတင်းများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် like and subscribe လေးလုပ်ထားပေးပါရန်တောင်းဆိုအပ်ပါတယ်ငါတို့အင်အားကြီးလာရင်ငါတို့သည်မအားလာနဲ့တကိုင်းတဲဆိုပြီးတော့ NUG ကပြလိုက်ခြင်းဖြစ်တယ်နော်ဒါကြောင့်မလို့ဒီလိုအရေးချင်းမဲ့ပြီးတော့အမျော်မြင်ညံနေတဲ့ကင်းမဲ့တဲ့ NUG ရဲ့ခေါင်းဆောင်မှုကိုမယုံဘူးဆိုတာအဲ့ဒါကိုပြောခြင်းဖြစ်တယ်ရှင်းလာတော့မသိကမ္ဘာသမိုင်းမှာပြန်ကြည့်အမေရိကန်လွတ်လပ်ရေးတော်လှန်ရေးစင်နွဲတုန်းကသူတို့မှာအခုလိုမျိုးမြန်မာပြည်သူတွေလိုစစ်တိုက်ပေးမဲ့သူမရှိဘူးအမေရိကန်ပြည်သူသားများစွာတွေက 2% လောက်ပဲဝင်တိုက်တာအများဆုံးသူတို့တွက်တာ2%နဲ့15%လောက်အထိပဲရှိတယ်လို့ပြောတယ်ယနေ့အချိန်မှာပြည်သူတွေကအထူးသဖြင့် generation Z လေးတွေကသူတို့အသက်သူတို့ပေးပြီးတော့ဝင်တိုက်တာအဲ့တော့ပါလာတဲ့အရောက်ချင်းစီတိုင်းကို BNR တွေမလို့ PDF မလို့ local မလို့ကချင်မလို့ဗမာမလို့ဆိုပြီးတော့ခွဲခြားပြီးမဆက်ဆံရဘူးဟာအကုန်လုံးကိုအကာအကွယ်ပေးရမှာအကုန်လုံးကိုဖိတ်ခေါ်ရမှာအခုဘာထူးခြားမှုတစ်ခုထပ်တွေ့လဲဆိုတော့ BNR တွေနဲ့ဘိုးနဂါးကိုဒီအချိန်မှာဝိုင်းပြီးတော့နော်ပို့ပြီးတော့လက်ခမောက်ခတ်ပြီးပျော်နေတာတွေက CDM စစ်သားနဲ့ CDM ရဲကပုံများနေတာကိုတွေ့ရတယ်တော်တော်လေးစဉ်းစားစရာဖြစ်အမေဒေါ်စန်းစုကြည်သုံးမှတ်ဖို့အာဏာယူတဲ့အချိန်မှာလဲအမေဒေါ်အောင်ဆန်းစုကြည်နားကိုဒေါ်လွင်မေသိန်းတို့လိုအနားပြတွေကွီးပြောလို့လိုအနားပြတွေဝိုင်းနေခဲ့ကြတယ်နော်အခုလေနုကြည်နားမှာဘလို့အနားပြတွေဝိုင်းနေတယ်လဲဆိုတာစဉ်းစားစရာဖြစ်နေတယ်တော်လိုင်းရေးကိုဥဆောင်နေဆိုတာကစုစည်းမှုနဲ့မဟာမိတ်နဲ့လောက်ကြမှာဖြစ်တယ်အဲ့ဒါကိုငါတကောကောပြီးတော့ငါအောက်မဝင်ငါရံသူဆိုပြီးတော့လောက်ရက်ပြီဒါဥဆောင်ဖွဲ့စည်းရဲ့လောက်ရမှာမဟုတ်ဘူးကျွန်တော်ပြောပြမယ်အမေရိကန်ဒေါ်လာရေးကြီးလုတ်တဲ့အချိန်မှာလူမရှိလို့ဘာလို့ ရလဲဆိုတော့အတင်းကိုအရက်သမားရောဘိန်းစားရောဖဲသမားရောလမ်းမိတ်မှာရှိတဲ့လူရောအတင်းကိုခေါ်ရတာ
အတင်းကိုခေါ်ရတာလူမရှိလို့တော်လိုင်းမှာလူမရှိရင်မြေပြင်မှာတိုက်ပေးမဲ့ရဲဘော်မရှိရင်သွားပြီအဲ့လိုမျိုးအခုကအင်အားကိုယာနဲ့ထောင်နဲ့ချီရှိတဲ့အစုအဖွဲ့ကိုရန်သူအားရအောင်ရောက်ဖကိုကြောက်ဥတိုက်တဲ့အနေနဲ့တွားပြီးတော့အမြင့်ပြတ်ခြေမုံနေဆိုတဲ့နှုတ်ကြီးခေါင်းဆောင်ပိုင်းရဲ့အုံနောက်ကိုလေအထင်သေးလိုက်တာယွန်လိုက်တာအထင်သေးလိုက်တာအဲ့ဒီယွန်နာနဲ့အထင်သေးတာကလေတော်တော်ဆိုးတယ်သိလားခမရအထင်သေးသွားပြီဆိုခမရတို့ပြန်ပြီးထင်ကြည့်လို့မရဘူးအမေရိကန်ဒေါ်လာရေးလောက်တော့ကမရှိလို့လူတွေကိုအတင်းကိုလိုက်ဆွဲပြီးတော့နော်လကလည်းပေးပါမယ်ဟာဘလို့ခံစားခွင့်တွေလည်းပေးပါမယ်ဟာနော်တကယ်ကိုအရက်သမားဖဲသမားခင်ဗျပြောမကောင်းတာရာဇဝတ်သားအစပါတယ်အကုန်လုံးလက်နဲ့ပေးပြီးတော့တိုက်ပါဟာဆိုပြီးတော့ဆွဲထားတာပျော်အောင်လို့အဲ့လိုမျိုးတောင်လုပ်ပြီးတော့အမေရိကန်နိုင်ငံကိုထူထောင်ခဲ့တာခင်ဗျားတို့အလဲကြမှာကိုယ့်အသက်ကိုပေးနေတဲ့ရဲဘော်လေးတွေကိုတွားပြီးတော့ရန်သူတက်လို့မသေးရဘူးခင်ဗျားတို့တက်လို့သေရတယ်ဆိုတဲ့အဖြစ်ကရင်နာစရာကောင်းလိုက်တာမြမသမိုင်းကရိုင်းသွားပြီစိတ်နာစရာကောင်းလိုက်တာရင်နာစရာကောင်းလိုက်တာဒါဒီမှန်ကန်တဲ့လို့ရမဟုတ်ဘူးအဲ့တော့တစ်ချိန်ကြရင်တော့နုကြီးရဲ့အထဲမှာရှိတဲ့မြုပ်ကောင်ကဘာလို့လဲဆိုတာပေါ်လာမှာပါတေချာတကူကတော့အန်ယူဂျီရဲ့ခေါင်းဆောင်ပိုင်းထဲမှာစစ်တပ်ရဲ့မြုပ်ကောင်ကြီးကတော့ရှိကိုရှိနေတယ်တေချာတယ်တစ်ထစ်ချခမ်းမှန်းကြည့်လို့ရတယ်စစ်တိုက်တယ်ဆိုတာကခမရလေတနက်တွေကြီးစံနေနဲ့တိုက်မှာမဟုတ်ဘူးအခုလိုမျိုးဖြစ်အောင်လုပ်တာလေရန်သူစစ်တပ်ရဲ့တိုက်ွက်ပဲဟာဘလို့အခြေအနေမျိုးမှမစိုးရန်သူဘက်ကအားသာတယ်ရန်သူဘက်ကအကုန်လုံးကအသာစီးကြီးပဲဖြစ်သွားတယ်အဲ့တော့ဒီလိုအခြေအနေမျိုးရအောင်တွန်းပို့တဲ့ဇော်ထက်ဘိုးစွမ်းဘိုးသမဏိတို့ရဲ့လောက်ရက်ကရိုးသားမှုရှိရဲ့လားဒီလိုလုပ်ဖို့ကိုသဘောတူတဲ့ကိုလွင်ကိုလက်ကိုရီမောခမများတို့ရိုးသားမှုရှိရဲ့လားဘလို့နည်းနဲ့စဉ်းစားဒါဒီမဖြစ်တဲ့မဖြစ်အပ်တဲ့အကြောင်းအရာဖြစ်တယ်ဆိုတဲ့အဖြေကိုရတယ်အဲ့တော့စစ်တိုက်တယ်ဆိုတာကဒီဘက်ခေတ်မှာကပုံသဏ္ဍာန်မျိုးမျိုးနဲ့တိုက်ကြတယ်စိတ်ဓာတ်စစ်စေးနဲ့တိုက်တယ်သတင်းမနဲ့တိုက်တယ်ဖြိုခွဲပြီးတိုက်တယ်အုပ်စုဂိုင်းကနာဖွဲ့ပြီးတော့တိုက်တယ်ဒါအပြင်အချိန်ဆွဲခြင်းအပြင်တိုက်တယ်ပါဝင်နေတဲ့သူတွေစိတ်ပြတ်ကိုအောင်
စိတ်ဓာတ်တွေကြောက်ကောင်လှုပ်ရှားဖြင့်တိုက်တယ်အကျင့်ပြတ်ခြစားပြခြင်းနဲ့တိုက်တယ်နော်ခမရစစ်တိုက်တယ်ဆိုတာကမြေပြင်စစ်ပွဲတစ်ခုတည်းမဟုတ်တော့ဘူးစစ်တိုက်တယ်ဆိုတာကနှီးပေါင်းစုံတိုက်တယ်ဆိုတော့ NUG ကလောက်ခဲ့တဲ့လောက်ရက်တွေထဲမှာရန်သူအားရလုတ်ခဲ့တဲ့ဟာတွေရန်သူအလိုကြလုတ်ခဲ့တာတွေအများကြီးပဲအဲ့တော့ဒါတွေကိုခင်ဗျားတို့ကျွန်တော်တို့ကစုံစမ်းစစ်ဆေးကော်မရှင်ဖွဲ့ပြီးတော့မစုံစမ်းမစစ်ဆေးသင့်ဘူးလားပုံစံမျိုးနဲ့ဒီတော်လှန်ရေးကြီးကိုဒီလူတွေဥဆောင်နေတာကတော်တော်လေးကိုစိတ်မကောင်းစရာဖြစ်တယ်အဲ့တော့အခု BNR တွေကိုသူတို့သွားတိုက်တော့ဘယ်သူအမျက်ထွက်စစ်ကောင်စီအမျက်ထွက်တာပေါ့ရှင်းရှင်းလေးပဲစစ်ကောင်စီအမျက်ထွက်တယ်ဘယ်ဘက်ကကြည်ကြည်စစ်ကောင်စီဘက်ကအသာကြီးပဲမျက်ထွက်တယ်အိမ်ကြက်ချင်းအိုးမဲတုတ်ပြီးတော့ခုတ်ခိုင်းလိုက်တယ်လေအလွန်မရွံ့တဲ့လုပ်ရဖြစ်တယ်အလွန်မရွံ့တဲ့လုပ်ရဖြစ်တယ်အခုလောလောဆယ်တော့မှမသေးကြသေးဘူးဘာလို့လဲကျွန်တော်တို့အတိအကျမသိရသေးဘူးအဲ့တော့အဲ့ဒီမသိရသေးတဲ့ကိစ္စကြီးပေါ်မှာကိုယ့်ဘက်ကအင်အားတစုံတရာရော့သွားတာကိုအောင်ပွဲခံပြီးတော့ပြောတယ်ဆိုတဲ့အုပ်စုကစစ်ကောင်စီအုပ်စုအဲ့ဒါရှင်းတယ်တော်လိုင်းဘက်မှာအင်အားရော့သွားမှာကိုပြောတာဒီစစ်ကောင်စီအုပ်စုပဲရှိတယ်အဲ့တော့ခင်ဗျားတို့ကတော်လန်ရေးကိုတကယ်အနိုင်တိုက်ချင်တာဟုတ်ရဲ့လားခင်ဗျားတို့ကအင်အားစုဆောင်းပြီးလို့ရှိရင်ခင်ဗျားတို့ကစစ်ကောင်စီနဲ့ဇပွဲဝိုင်းထိုင်ဖို့လို့အတွက်လုပ်ပြနေတာလားဒါမှမဟုတ်လို့ရှိရင်ခင်ဗျားတို့ကNLD ပါတီအာဏာပြန်ရရေးအတွက်ကိုတော်လှန်ရေးကိုအသုံးချပြီးတော့နင်းချနေကြတာလားမဲကုန်တွေအများကြီးထွက်နော်အဲ့တော့ဘုံနဂါတို့ဥဆောင်တဲ့ BNR တွေကိုအပြုတ်တိုက်ရမယ်ဆိုတဲ့စော်ဩတဲ့အုပ်စုတွေလိုက်လုပ်တဲ့အုပ်စုတွေခင်ဗျားတို့လုံးဝစင်ကြင်တုံတရားစဉ်းစားဉာဏ်အရန်ကိုနေလွန်အားကြီးတယ်ခင်ဗျားတို့ရဲ့လုပ်ရက်ကခင်ဗျားတို့ရဲ့စိတ်ဓာတ်နဲ့ထင်ဟပ်ပြမယ်အဲ့တော့ကဲထားပါအောင်ဗျာစိတ်ကူးရင်ဇလန်းလေးရုပ်ရှင်ရိုက်ကြည့်ရအောင်စိတ်ကူးရင်ဇလန်းလေးနော်ခင်ဗျားတို့ကစစ်ကောင်စီကချပေးလိုက်တဲ့ဓာတ်ပုံတစ်ပုံရဲ့နော်စစ်ကောင်စီကချပေးလိုက်တဲ့ AI နဲ့လှုပ်ထားလားမလှုပ်ထားလားမသိကြတဲ့ရဟရင်နဲ့ဘုံရဲ
အဲ့ဒါတွေနဲ့စစ်ကောင်စီရဲ့ဝါဒကိုခင်ဗျားတို့ကကြဲကြဲပြန့်ပြန့်ဝိုင်းပြီးတော့ဖြန့်ပြီးတော့ဒီဘက်ဒေါ်လာရင်းမှာပို့ပြီးတော့အကြောင်းကြီးပို့ကြီးအောင်ထိခိုက်မှုကြီးပို့ကြီးအောင်လို့မိတော့ပုံခင်ဗျားတို့ကဓာတ်စီလောင်းနေကြအဲ့ဒါကအစ်စ်ပါလို့အာမခံတဲ့လူတွေတယောက်မှမရှိမဟုတ်ဘူးလို့လည်းဘယ်သူမှအပြည့်အဝမငြင်းရဘူးအဲ့တော့50-50ဖြစ်နေတဲ့အချိန်မှာဒီအချိန်မှာတော့မြင်လိုက်ရတာပြီးတော့အများကြီးပဲတော်လိုက်တဲ့ပါဒါအပြင်ခင်ဗျားတို့စဉ်းစားကြည့်တယ်ခင်ဗျားတို့ကစစ်တပ်ကဝါဒဖြန့်တဲ့ဓာတ်ပုံအရ